Season 2 winner ဘယ်သူဖြစ်မယ်ထင်ပါသလဲရှင်စတင်ကြေညာကြပါတယ်Myanmar Star Season 2 Grand Final တောက်လျှောက်ရှင်ပြိုင်ခဲ့တဲ့အထဲမှာအကောင်းတကအကောင်းဆုံးထိတ်ဆုံးနေနဲ့ရရှိသွားတဲ့သူကတော့စုချင်းငွေ3,000တိတိပိုင်ဆိုင်မယ်ကျမတို့ winner Ephraim Chow ဖြစ်ပါတယ်ဟုတ်ကဲ့ပါကျမတို့စုချီးမြင့်မဲ့အစီအစဉ်လေးလည်းရှိပါသေးတယ်ရှင်ကျောင်း congratulations ပါဒုတိယဆုကိုရရှိပိုင်ဆိုင်တာကတော့ညီမလေးနန်းနီဖြစ်ပါတယ်ရှင် congratulations နန်းနီညီမလေးတကယ်အများကြီးစူးစမ်းခဲ့ပါတယ်ဟုတ်ကဲ့အဲ့တော့ကျမတို့စုချီးမြင့်မဲ့အစီအစဉ်ဖြစ်ပါတယ်ရှင်အဲ့တော့ Myanmar Star Season 2ရဲ့ winner မောင်လေး Ephraim ကျော်ဦးကိုစုချင်းငွေချီးမြင့်ပေးဖို့အတွက်ကျမတို့ Myanmar Star ရဲ့ founder ကိုချစ်ခင်စွာဖြင့်ဖိတ်ခေါ်ပါတယ်ရှင် Congratulations ဆုရရမယ်နော်ဒါပြီဟုတ်ကဲ့စုချင်းငွေ3,000တိတိကိုကျမတို့မြန်မာစတားရဲ့ founder ကနေပြီးတော့စုချီးမြင့်သွားမယ့်အစီအစဉ်ဖြစ်ပါတယ်ရှင် Congratulations ပါ Okay winner အတွက်လက်ခုပ်တံအကျယ်ဆုံးကျမတို့ Myanmar Star Season 2ရဲ့ winner Ephraim ကျော်ဦးဖြစ်ပါတယ်ရှင် trophy လေးပေးဖို့ကြံပါသေးတယ်ရှေ့လျှောက်ပြီးတော့ကျမတို့နုပညာလမ်းခီးမှာအများကြီးပိုမိုတောက်ပတဲ့ကျယ်ဝင့်ဖြစ်ပါစေရှင်